clip ပန်ပြောသူတော်လန် clip ကများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Rebel Revival နဲ့ channel လေးကနေပြီးတော့တက်ဖန်ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီစာအုပ်လေးထဲမှာသူက chapter ၄ခုရှိရဗျ relationship work love belief and rally ဆိုပြီးတော့ chapter ၄ခုရှိတယ်အဲ့ဒီမှာတဦးနဲ့တဦးပြောဆိုဆက်ဆံတဲ့ပုံနဲ့အလုပ်ထဲမှာကြုံရတဲ့ပြဿနာလေးအကြောင်းလေးတွေလူငယ်တဘာဝအခြေအလေးတွေပြီးတော့ကိုယ်ွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့အယူဝါဒလေးတွေအဲ့လိုလေးတွေပြပြထားလေးရှိရဗျဟုတ်ကဲ့ကျွန်တော်ဒီအခု relationship အပိုင်းထဲမှာပါတဲ့အပိုင်း6လေးကိုဆက်လက်ပြီးတော့မျှဝေပေးသွားပါမယ်ခင်ဗျာ relationship 6မင်္ဂလာပါအမကြီးကျမမှာပြဿနာလေးတစ်ခုရှိရအမကြီးကျမနဲ့ကျမရဲ့လုပ်ဖော်ကိုင်ဘတ်တွေကတသားတည်းမဖြစ်နေရပါအလုပ်တော်ဝန်ကြည်အောင်လုပ်တတ်ပေမဲ့သူတို့နဲ့တသားတည်းဖြစ်သွားအောင်တွားအတူစားအတူဖြစ်အောင်ကျမလောက်ရတာပင်မလို့တိတန့်ပဲနေလိုက်မိတယ်ကျမရဲ့ပင်ကိုယ်ကလည်းလူနှဲငယ်နဲ့ပဲပျော်ရွှင်တတ်တယ်လူများရင်စိတ်ရှုပ်မျက်စိရှုပ်ဖြစ်လာတဲ့အခုကလည်းကျမဘာသာအဆင်ပြေမှလည်းပတ်ဝန်းကျင်ကကျမကိုအပေါင်းမရှိအသင်းမရှိအဲ့လိုတွေပြန်ကြားနေရတယ်အဲ့လိုတွေထင်နေကြပြန်တော့ကျမထပ်ပြီးတော့စိတ်ပင်ပန်းတာကိုလည်းလောက်ရမလို့ဖြစ်နေပြန်တယ်အမကြီးကျေးဇူးပြုပြီးတော့ကျမကိုလမ်းညွှန်ပေးပါပထမဆုံးလူနှမျိုးရှိတယ်ဆိုတာကိုသိထားပါမယ်နော်တစ်မျိုးကတော့ extrovert ပွင့်လင်းတယ်တစ်မျိုးကတော့ introvert ရှက်တတ်တယ်ကိုယ့်ရဲ့တိုက်က introvert လား extrovert လားဆိုတာသိထားရင်နည်းနည်းလေးတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ introvert တွေကလူတွေကိုသိပြီးတော့နားမလည်ကြဘူးသူတို့ရဲ့ထင်ကတစ်မျိုးဖြစ်လေကိုစိတ်ဖြတ်မိလေပဲဖြစ်လို့ပါ introvert ကလူများနဲ့ရောနှောလို့မရဘူးစကားများမပြောတတ်ဘူးလူများစုဝေးနေကြပြီဆိုလို့ရှိရင် तू ကဒေါင်းထဲမှာကက်ပြီးတော့တိတ်လေးကြည့်နေတတ်တယ်သူတယောက်တည်းဒီလိုကြည့်နေရတာကိုကြိုက်တယ်သူ့ကိုလူတွေကစကားလာပြောလို့ရှိရင်ဘာကိုပြန်ပြောရမှန်းရုတ်တရက်မသိတတ်တော့လို့မလို့လူတွေစကားလာများတာကိုစိတ်နှောက်ယှက်ဖြစ်တတ်တယ်ဒါပေမဲ့ခင်တဲ့မင်းတဲ့သူတွေနဲ့ဆိုလို့ရှိရင်တော့အေးအေးဆေးဆေးအကြာကြီးပြောနိုင်တယ်လို့ပေါ့သူနဲ့စကားပြောမဲ့သူကိုလည်းရွေပြောတယ်လို့ပြောရမယ့်အကြောင်းအရာကိုလည်းရွေတယ်စကားတွေဆိုမှမပြောတတ်ဘူးတောင်ရမြောက်ရောက်တွေလည်းမပြောတတ်ဘူးအလာပါတလာပါလည်းမပြောတတ်ဘူးစချင်းနောက်ချင်းလည်းလုပ်ခဲ့တယ်ရွှွနောက်လည်းမနေတတ်ဘူးသူများတွေရွှွနောက်လုပ်လို့ရှင်လဲသူနားမလဲဘူးလူတွေနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းတတ်တယ်တိတ်ပံပညာရှင်တွေတွေးခေါ်ပညာရှင်ကြီးတွေအာကာသယဉ်မှုတွေစေးပညာရှင်တွေတော်တော်များများက introvert တွေသူတို့ introvert တွေဖြစ်လို့ရမလို့ပဲတယောက်တည်းနဲ့နိုင်ပေါင်းများစွာရက်ပေါင်းများစွာနေပြီးတော့အလုပ်လုပ်နိုင်တာ introvert မို့လို့ရှိရင်တယောက်တည်းနေပြီးတော့အချိန်ကြာကြီးမနေနိုင်ဘူး extrovert ကျတော့အဲ့လိုမဟုတ်ပြန်ဘူး extrovert ကလူတွေနဲ့ထိတွေ့နေရမှာပြောဆိုဆက်ဆံနေရမှာတငယ်ချင်းတွေအပေါင်းဖော်တွေနဲ့တရုံလုံးနေရမှာသူမှာတငယ်ချင်းတွေလည်းအများကြီးရှိတယ်သူတငယ်ချင်းအပေါင်းအသင်းတွေနဲ့တွေ့ရအောင်မယ်ဆိုရင်ကိုဥရမျိုးပြီးတော့ပျော်နေတာလူအစ်စ်တွေနဲ့လည်းခင်လွယ်မင်းလွယ်ရင်းနှီးလွယ်တယ် introvert ကတော့တငယ်ချင်းနည်းနည်းပဲထားတယ်ပြီးတော့သူတို့ကလူအစ်စ်တွေနဲ့မပေါင်းချင်ဘူးလူဟောင်းနေနဲ့ပဲရိုးပဲပေါင်းတင်ဆက်ဆံတော့ချင်တာ introvert ကိုလူတွေကပို့ပြီးတော့ခင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကစကားပြောနေရရင်ကိုကြိုက်နေရသူဆိုတော့လူတွေကသူနဲ့တွေ့ရင်မပြင်းရလို့လေဘာပဲပြောနေရရင်ကိုပြီးတော့ကြိုက်တယ်ဆိုတဲ့သူဖြစ်နေစေတော့သူကစမယ်နောက်မယ်သူ့အကြောင်းကိုအကြောင်းဘာမှအရင်မကြည့်တဲ့အကြောင်းတွေကိုလည်းပြောတယ်လူတွေရဲ့ခင်မင်မှုကိုရတာကြိုက်တယ်ဆိုတော့ introvert နဲ့ extrovert ရှင်းလိုက်လို့ရှိရင် extrovert ကလူချစ်လူခင်များပါတယ် introvert ကတော့အကြောင်းအရာရွေးတယ်ဒါပြင်ပြောမယ်ကြံပြီးတော့မှတော်ပါပြီလေမပြောလဲရတာပဲဆိုရပြီးတော့ तू ကပါစက်ပိတ်သွားရောအဲ့တော့လူတွေငါတို့ကိုမခင်လို့ဘာစကားမှမပြောတာမခင်လို့ငါတို့နဲ့မရောတာလို့ထင်သွားတတ်တယ်နော်အမှန်တော့ तू ကမခင်တာမဟုတ်ဘူးခင်ပါတယ်ဒါပေမဲ့ introvert ဖြစ်နေတော့ तू ကအတွင်းလဲဖြစ်နေတယ်အတွင်းထဲကိုပြန်ပြီးတော့လှည့်ကြည့်ပြီးတော့သူ့အတွင်းထဲကမပြောဘဲနေလို့ရရင်မပြောတော့ဘူး introvert ကပြောပြီးရင်ပြီးရောဆိုတဲ့လူလည်းမဟုတ်ဘူးပြောပြီးရင်ပြန်စဉ်းစားတယ်ဒါကဘလို့ဟိုကဘလို့စသဖြင့်ပေါ့ပြီးတော့ तू ကအဲ့ဒါတွေအကုန်လုံးကိုအစာချေတယ်လို့မျိုးပြန်ချေတယ်ပြန်တွေးပြီးတော့အစာချေတယ်လို့ခြေလဲရမှကို तू ကနေတာထိုင်တာရှိတာ तू မားဝါလို့ရှင်လဲ तू အမားနဲ့ तू တနှုံနဲ့တွေးပြီးတော့မပြီးတော့ဘူးလူတွေအတွက်ဘာမှ serious ပြစ်စရာမလိုတဲ့ဟာကို तू ကဖြစ်နေတော့ तू ကမပြီးနိုင်မစီးနိုင်ဖြစ်နေတာကိုလူတွေကစိတ်မရှိဘူးသူများကပြီးမေ့သွားပြီ तू ကမပြီးသေးဘူးကြတော့သူ့ကိုအဲ့ဒါကြီးမေ့လိုက်ပါတော့ကွာလို့ပြောယူရတဲ့အထိပဲ serious ဖြစ်တတ်တယ်ဒီနေရာမှာ extrovert ကတော့ AC ပဲသူမားဝါလဲတိတ်ပြီးတော့စိတ်မပူဘာလို့လဲဆိုတော့သူ့ကိုလူတွေကအဲ့ဒီလာကြီး serious ဖြစ်နေမှာမဟုတ်ဘူးဆိုတာကိုလည်းသိထားလို့မလို့လူတွေကိုသူကလည်းတိတ်ပြီးတော့ serious ဖြစ်မနေဘူးအခင်မင်ပြတ်တယ်ဆိုတာလဲမပြောတတ်တဲ့သူတွေကြားမှာဖြစ်တာလို့သူကယုံကြည်တယ်
ရောင်နဲ့တယောက်ခင်ကြတယ်ဆိုတာစနောက်တာတွေအမားပါလဲခွင်လွန်လိုက်အကြာကြီးသိပြီးတော့တွေးမနေနဲ့ဆိုရသူမျိုး introvert ကတော့လူရေးပေါင်းလို့သူတို့ခင်မင်ပြီးလို့ရှင်လဲတသက်တာပဲသူတို့တကယ်ခင်တဲ့သူကသူတို့စိတ်ဆိုးမှကိုသိပြီးတော့ကြောက်ကြတယ်စိတ်ဆိုးသွားရင်လည်းသူတို့ဘာလို့မှမသိအောင်ကိုဖြစ်တတ်တယ်ချော့တာဆိုတာလည်းသူတို့သိမလုပ်တတ်ဘူးဒါပေမဲ့သူတို့ချစ်တဲ့ခင်တဲ့သူတွေအတွက်အနစ်နာခံရဖို့တော့ဝင်မလေးတတ်ပါဘူးလိုလိုလလာနဲ့အနစ်နာခံတတ်ကြတယ်ချစ်မိပြီဆိုဆွဆွမြဲချစ်တဲ့သူမျိုးပါစိတ်ပြက်လို့ဟင်ကန်းဆိုလို့ရှိရင်လည်းလှဲ့ကိုမကြည့်တော့ဘူးဆိုတဲ့သူတွေပါသူတို့ကိုနားလည်ပေးနိုင်တဲ့သူတွေရှားလို့မလို့တကူတဲ့အထီးကျန်နေရတာတွေကများပါတယ်ကိုက introvert တရားဖြစ်လို့ရှိရင် introvert တွေကလူလောကမှာနေရတာအခက်တွေ့တာပိုများတယ်ဆိုတာကိုသဘောပေါက်ထားရမယ်အဲ့ဒါဘာကြောင့်လဲဆိုတာလည်းနားလည်ထားဖို့ရမယ်တကယ်တော့ introvert စစ်စစ် extrovert စစ်စစ်ဆိုတာဖြစ်ခဲ့ပါတယ်နည်းနည်းရောနှောနေတတ်တာကြီးပါပဲအဲ့ဒီတော့introvert ဘက်များရယ်ဆိုရင်တော့မှ introvert နည်းနည်းရှိနေပါသေးတယ်လူတွေနဲ့ရောနှောရီမောမောအချိန်တိုင်းတာလေးတစ်ခုထိတော့နေလို့ရပါတယ်ပြောရမှာပါအကြာကြီးတာမရတာကို type ကိုတည့်ရပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ယူသွားလို့ရပါတယ်နော်တခါတလေ introvert ကလိုအပ်လို့ရှိရင် extrovert ဖြစ်လို့ရတယ်အမြဲတမ်းကြီးတော့မဖြစ်နိုင်ဘူးပေါ့တချို့ကငယ်တော့မှ extrovert တွေဖြစ်တတ်ပြီးတော့အသက်ကြီးလာတော့ introvert ဘက်ကိုပြောင်းလဲလာမျိုးတွေလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်တယောက်တည်းလဲပျော်ရမှာဖြစ်တယ်အများနဲ့လည်းခဏတော့ပျော်တတ်မှဖြစ်မယ်ကိုအကြောင်းလေးကိုတည်ထားပြီးတော့ကိုတိုင်းတာလေးနဲ့ကိုလူတွေနဲ့ခင်မင်ပြောဆိုဆက်ဆံမိဖို့အလေးကျင့်လုပ်တဲ့နဲ့မကြောက်ပါနဲ့နည်းနည်းလေးစိတ်ပင်ပန်းခံတက်ပါတယ်တိတ်အများကြီးတော့မခံပါနဲ့လူတချို့ကခင်စရာကောင်းပါတယ်သူတို့ကိုစိတ်ထဲမှာထားပြီးတော့လူချင်းဆက်ဆံရေးကိုတာမျက်နှိုးပါလူတွေကိုရိုးရိုးသားသားနဲ့ခင်မင်မိလို့ခံရမယ်ဆိုတာလေလူလောကမှာလူတယောက်အနေနဲ့ပြေဝဝနေသွားလိုက်ချင်တဲ့သူတွေအတွက်အဲ့ဒီအတွက်ခံလိုက်ရဖို့ကဘာမှတွန်းဆုံနေကြမရှိပါဘူးလူတွေကိုမယုံမသားနဲ့ဟန်လုပ်ပြီးမဆက်ဆံမိဖို့ပဲလိုတာပါဆက်ဆံရေးကအမှုပညာတစ်မျိုးပါပညာတစ်မျိုးပါပဲဒီဆက်ဆံရေးနဲ့ပဲပျော်ရွှင်မှုတွေရတာစိတ်ချမ်းသာမှုတွေရတာနှွေးထွေးလုံခြုံမှုတွေရတာနော်ဒီဆက်ဆံရေးတွေကြောင့်ပဲမေတ္တာတွေစေနာတွေဖိခွင့်ရပါမွန်မြတ်တဲ့ကောင်းမွန်တဲ့လှပတဲ့ဆက်ဆံရေးဟာစိတ်ဓာတ်ကိုရင်းချက်စေပါတယ်အသိဉာဏ်ကိုဖြစ်ထွန်းစေပါတယ်နှလုံးသားကိုအေးချမ်းစေပါတယ် Relationship 7ဆရာလှုပ်ချင်လွန်းတဲ့သူတွေနဲ့မဖြစ်မနေဆက်ဆံနေရလို့ရှိရင်ဘယ်လိုလုပ်တင်လဲဆိုတာကိုအကြံဉာဏ်လေးပေးပါအောင်ခင်ဗျာအဲ့ဒီမိကွန်းလေးကိုမြင်တော့ပလီတိုကိုသွားပြီးတော့တတိရတယ်တနေ့တော့ပလီတိုကအခြားတိုင်းပြည်တစ်ခုကိုရောက်တော့အကြောင်းတစ်ခုကိုကြောင့်မလို့အပန်းခံရပြီးတော့ကျွန်အဖြစ်ရောင်းစားခံရတယ်သူ့ကိုဝယ်မဲ့သူကမေးတယ်ဘာလုပ်တတ်လဲတဲ့သူကပြန်ဖြေတယ်ဘယ်လိုပြန်ဖြေလဲသိလားလူတွေကိုဆရာလုပ်တတ်တယ်တဲ့ပြီးတော့သူကထပ်ပြောသေးတယ်ငါ့ကိုဝယ်ချင်ဝယ်တော့ဝယ်ရင်တော့မင်းကကျွန်တယောက်ရမှာမဟုတ်ဘူးဆရာတယောက်ရမှာတဲ့တော်တော်လေးကိုချစ်စရာကောင်းတဲ့လူကြီးနော်အဲ့လိုကျွန်ကြီးမျိုးကိုတော့တယောက်လောက်အိမ်မော်ခေါ်တင်ထားကြပါတယ်ခေါင်းရင်ခမ်းမှာထားမယ်လေပညာရှိတဲ့သူကိုဆရာတင်ရတာဘာအရှုံးရှိလို့လဲနော်ပညာရှိတဲ့သူကအဆုံးမပဲ့ပြင်တာခံရတာရှက်စရာခံမြင်စရာလို့မှတ်ယူရမှာလားမမှတ်ယူပါဘူးနော်သူနဲ့ကိုနဲ့အင်မတန်ကောင်းမွန်တဲ့ relationship လေးကိုလာလာပပတည်ဆောက်ထားမယ်ပြီးတော့သူပြပြတာတွေကိုမှတ်သားထားမယ်လိုက်နာမယ်ကြာရင်သူစကားတွေနာယူရင်နဲ့ကိုကဘလောက်တောင်ပြောင်းလဲသွားလိုက်မလဲမန်းရှိလို့တောင်မရပါဘူးကိုဘွားဘလောက်ထိတောင် rich ဖြစ်နေလိုက်မလဲဘလောက်အညာမျောမြင်တွေဖြစ်ထွန်းလာလိုက်မလဲဘလောက်မမောစရာကောင်းလိုက်တဲ့ဘဝဖြစ်သွားမလဲနော်ဆူတောင်းမိတယ်ပညာရှင်တွေကိုမြင်ရသူရရင်သူကပညာရှိလို့သိနိုင်လောက်တဲ့ဉာဏ်ပညာမျိုးရှိပါစေပညာရှိရဲ့အရေးအကဲကိုလိမ္မာစွာအကဲခတ်တတ်ပြီးတော့သူရဲ့ချစ်ခင်မျက်နှာမှုရအောင်ပါနဲ့စွာချင်းကပ်တတ်သူဖြစ်ပါရစေပညာရှိဟာသူ့မှာရှိသမျှပညာဉာဏ်အမျှော်မြင်တွေကိုအဲ့တုံဖောင်မောက်ပေးခြင်းလောက်တဲ့အထိကိုကယူတတ်သူဖြစ်ပါရစေသူတန်မှုတည်ပြီးတော့သူ့ကိုနူးညံ့တိမ်မွေ့စွာအလိုက်တိစွာဆက်ဆံတတ်သူဖြစ်ပါရစေပညာရှိတယောက်စီကငါသူလူမျိုးနဲ့အတူနေချင်လိုက်တာဆိုတဲ့ခံစားမှုမျိုးပေးအပ်ခြင်းခံရတဲ့သူဖြစ်ပါရစေပညာတကယ်ရှိတဲ့ပညာရှိသူကဆရာလုပ်တာကိုခံချင်ပါရဲ့နော်ပညာရှိတဲ့သူအနာနီးနာနေချင်လာပါတယ်ပညာရှိကဆရာလုပ်တာကိုခံချင်လို့ပါအခုမေးတဲ့မေကွန်းရဲ့ခံစားချက်ကိုလည်းနားလည်ပါတယ်လောကမှာစာတာမတက်တဲ့ဖောင်တွေကနှချောင်းဆိုတဲ့လူတွေကများတာလားလူကတာဘာမှမဟုတ်တာဆရာလုပ်ဖို့ကတော့တော်တော်လေးညံထုတ်တာဘဒုကိုဘယ်နေရာမှာဝင်နေပြီးတော့ဆရာလုပ်ရရင်ကောင်းမလဲပဲစဉ်းစားနေတယ်လားအောက်မိရတယ်စာတာမတက်တဲ့အိတ်ကက်ထဲမှာဖောင်နေရနှချောင်းဆိုတဲ့လူတွေကိုတခါဘယ်လိုဆက်ဆံမှမသိတော့ဘူးကိုယ်တွေလက်ကြုံရပါတယ်အဲ့တော့တဲ့အရေးမကြီးရတွေကိုရေမလုပ်ဖိဖို့ကကောင်းပါတယ်
သူတို့နဲ့နီးနီးနေရတဲ့ဘဝဖြစ်လို့ရှိရင်ဥပိ္ပခာပြုတတ်ဖို့ကိစ္စမရှိပါဘူးလေဆိုရပြီးတော့ထားနိုင်ဖို့လည်းလိုပါတယ်သူတို့ကိုစိတ်ဆိုးနေရတဲ့တင်ကွာကိုယ့်ရဲ့ energy တွေကကုန်သွားလို့ပါသူတို့ရဲ့အပြုမှုအပြောဆိုတွေကမုန်းစရာကြီးဖြစ်နေပေမဲ့ကိုယ်စိတ်ထဲမှာအမြဲတမ်းမခံတာကြီးဖြစ်နေတာအဲ့လိုမျိုးကြီးဖြစ်နေတာမကောင်းပါဘူးဖြစ်မနေတာပဲကောင်းပါတယ်သူတို့လိုလူမျိုးကလည်းကြာပေါင်းရင်အကြောင်းသိသွားလို့မလို့လူတိုင်းကသူတို့ကိုရှောင်ကျင်ကြတဲ့သူကြီးပါသူတို့နဲ့ပတ်သက်တဲ့လိုအပ်ချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူတို့ကတကယ်တော့အားငယ်တဲ့သူတွေပါ weak ဖြစ်နေတဲ့သူတွေပါသူတို့ကိုအထင်မကြီးမှာတိတ်ပြီးတော့ကိုကြောက်တတ်တဲ့သူတွေပါဆိုတော့သူတို့ကြောက်တဲ့ဆက်ဆံရေးတစ်မျိုးရှိတယ်သူတို့နောက်ထပ်ဆရာမလို့ရဲအောင်ဗစက်မဟရဲအောင်လုပ်နိုင်တဲ့နည်းရှိတယ်သူတို့ဆရာလုပ်နေတော့မှသူတို့ကိုကြည့်တဲ့အကြည့်တစ်မျိုးရှိတယ်သူတို့ပြန်ပြောတဲ့စကားလုံးအတော်နှောလေသိန်းဆိုတာမျိုးရှိပါတယ်ကိုကသူတို့ကိုပြန်ကြည့်တဲ့အခါရှိရမယ်ကိုဟန်အနေထားတစ်မျိုးရှိတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ပြောပြဖို့မလွယ်ဘူးစိတ်ဆိုးတဲ့အကြိမ်နဲ့လည်းမဟုတ်ဘူးဒေါသထွက်လို့ပြန်ပြောခြင်းစိတ်တရွဖြစ်နေတဲ့ပုံလည်းမဟုတ်ဘူးပြန်ပြောရင်ဆက်ဆံရေးပြတ်ကုန်မှာဆိုလို့ပြန်မပြောတာလို့သူတို့ပြောတာနားထောင်နေရတယ်အောင်ကြီးတီးခံပေးနေရတယ်ဆိုတာမျိုးလည်းမဖြစ်ရဘူးဘယ်လိုလဲဆိုတော့သူတို့ကိုတိတ်ပြီးတော့တီးခံတာတိတ်သဘောတွေ့တာတီးခံမဲ့သူကိုပဲလိုက်ရှာနေတာတီးခံမဲ့သူရှာတွေ့ပြီဆိုရင်တော့သူတို့ရဲ့အကြိုက်အတွေ့ပြီပေါ့အနိုင်လည်းမယူနဲ့တီးလည်းတီးမခံနဲ့စိတ်လည်းမဆိုးနဲ့ရန်လည်းမဖြစ်နဲ့သူတို့ပါဇက်ဟာအားနဲ့သူတို့ကိုတက်ကြည့်ထားကို့မျက်လုံးထဲမှာကို့နှာခမ်းထဲမှာသူတို့ဆရာလုံနေတာကိုသိတယ်ဒါပေမဲ့ဘာမှမပြောချင်လို့မပြောတာမင်းကိုဘယ်သူမှအထင်မကြီးဘူးဆိုတာကိုသူသိအောင်ပြလို့ရတယ်ထမ်းမြတ်တဲ့အမူအရာဆူဆူဆိုက်ဆိုက်ကြီးတဲ့မျက်လုံးကိုသူတို့တိတ်ပြီးတော့ကြောက်တယ်စမ်းသက်ကြည့်ပါသူတို့နဲ့ဆက်ဆံရတာတိတ်အစိုးကြီးမဟုတ်သေးဘူးဆိုလို့ရှိရင်ဖြစ်နိုင်ရင်သူတို့ပိုကောင်းတဲ့သူတွေဖြစ်လာဖို့အကူအညီပေးနိုင်မလားလို့စဉ်းစားကြည့်ပါမလုပ်နိုင်လို့ရှိရင်လည်းအရေးမကြီးပါဘူးနော်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တို့နဲ့ကိုယ်နဲ့ဆက်ဆံရေးအောင်ကိုကပေးလိုက်ရတဲ့လက်ပါတဲ့တိမ်မွေးတဲ့ဆက်ဆံရေးလေးကြောင့်မလို့တို့ကလောကကြီးမှာနေတတ်ထိုင်တတ်တဲ့သူတွေလူတွေချစ်မြတ်နိုးတာမမှန်ကန်ရအောင်လုပ်တတ်တဲ့သူတွေခင်မင်စရာကောင်းတဲ့သူတွေဖြစ်ကြပါစေလို့မေတ္တာထားကြည့်ပါလို့တိုက်တွန်းတာပါနော်ကိုနဲ့ထိတွေ့ဆက်ဆံလိုက်တဲ့သူတွေကကိုကပေးလိုက်တဲ့မေတ္တာကြောင့်မလို့သူတို့ရဲ့ဘဝမှာဆက်ဆံရေးလာပါမှုစိတ်သက်သာမှုစိတ်နှွေးထွေးမှုစိတ်လုံခြုံမှုတွေခံစားသွားမိဖို့ဆိုတာရည်ရွယ်ချက်ထားနိုင်လို့ရှိရင်ကိုဘဝလည်းပို့ပြီးတော့အဆင့်မြင့်လာတယ်ဘယ်သူနဲ့ပဲဖြစ်ပါလာပါတဲ့စိတ်ချမ်းမြေ့စရာဖြစ်မဲ့ဆက်ဆံရေးလေးကိုကအရင်ပေးနိုင်ရင်ကိုလေးစားမှုလည်းတိုးလာပါတယ်နေတိုင်းကလည်းပျော်စရာကောင်းလာပါတယ်ကိုရဲ့နေစဉ်ဘဝဟာအထည်ပဲရှိလာတယ်ပို့ပြီးတော့ meaningful ဖြစ်လာပါတယ်တက်ရှိနေပဲဖြစ်ဖြစ်တမန်နဲ့ပဲဖြစ်ဖြစ်ခွေးကလေးနဲ့ပဲဖြစ်ဖြစ်တစ်ပင်တစ်ပင်နဲ့ပဲဖြစ်ဖြစ်ဆက်ဆံရေးတိုင်းမှာတိတ်ကိုနှစ်လိုပဲကောင်းတဲ့လှပမှုတွေရှိပါတယ်ဆက်ဆံရေးကနေပြီးတော့အဆင့်မြင့်တဲ့စိတ်အလှကိုခံစားမိနိုင်ဖို့ဆိုတာကလေးကလားဆန်တဲ့သူတွေညံရည်တဲ့သူတွေယာယူဖန်တီးနိုင်တဲ့ရာမဟုတ်ပါဘူး beautiful relationship ကိုကရှာအဆင့်မြင့်တဲ့သူတယောက်ကပဲအကောင်းနဲ့ဖော်နိုင်ပါတယ်ဆက်ဆံရေးရတာကိုသူကိုယ်တိုင်အရတာရှိတုံးဆောင်ရင်းနဲ့သူများကိုလည်းပေးနိုင်ပါတယ်အဲ့ဒီလိုလူမျိုးနဲ့တွေ့ခဲ့ရင်တော့ရခဲ့တဲ့အရာကိုရတယ်လို့သဘောထားပြီးတော့အမွန်တမျက်နဲ့တန်မိုးထားပြီးတော့ဆက်ဆံပါ relationship မထရီညီမအနေနဲ့လူတွေနဲ့ပေါင်းတင်ဆက်ဆံရင်ကြုံတွေ့ရတဲ့အခက်အခဲလေးတစ်ခုကိုတိုင်ပင်ကြည့်ပါတယ်မိန်းကလေးတငယ်ချင်းနဲ့ပေါင်းတင်တဲ့အခါမှာလည်းတခါတည်းကြုံရတတ်ပေမဲ့အတူတပြင်းယောက်ျားလေးတငယ်ချင်းတွေနဲ့ပေါင်းတင်တဲ့အခါပို့ပြီးတော့အခက်တွေ့ရတယ်ညီမအနေနဲ့လူတူတယောက်နဲ့စခင်တဲ့အခါတိတ်ပြီးတော့ရောနော်မရှိဘဲနဲ့သူကကိုယ်နဲ့ခင်နိုင်မဲ့ type တူရလားဆိုတာကိုပါရင်အကဲခတ်ရင်နဲ့မှတဖြည်းဖြည်းနဲ့နဲ့ရှာခင်တတ်တာမျိုးပါနောက်ပြီးညီမမှာငယ်ငယ်ကတက်တူစတတ်ချင်ရတဲ့အခုချိန်ထိဆွေမျိုးရင်းချပါမှာပေါင်းမိတဲ့တငယ်ချင်းတွေကလည်းလက်တဆုပ်စာကြောပဲရှိပါတယ်အထဲမှာကယောက်ျားလေးတငယ်ချင်းအရေးအတွက်ကတော်တော်လေးနည်းပါတယ်မပြောသလိုစွမိတဲ့ဗရမများလေးကလည်း5-6ခဲလောက်ပါပဲအဲ့ဒီမှာဘာတွေ့ရလဲဆိုတော့မိန်းကလေးချင်းမိတ်ဆွေတိစားဖွဲ့တဲ့နေရာမှာပြဿနာမရှိပေမဲ့ယောက်ျားလေးတယောက်နဲ့မိတ်ဆွေစားဖွဲ့ပြီးဆိုရင်ပြဿနာကအမြဲတမ်းနှိပါရှိတတ်တယ်မိန်းကလေးချင်းကတော့သူစကားမစလဲကိုကစပြောခဏတော့ပြောနေရလည်းဘာမှမခံစားရဘူးဒါပေမဲ့ယောက်ျားလေးနဲ့ကျတော့သူတို့ကပဲအရင်ခင်မေခွင့်ရှိပါသလားအရင်မိတ်ဆက်ပြောဆိုပြီးကိုကလည်းချက်ချင်းမိတ်ဆွေဖြစ်လက်မခံရသေးပဲနဲ့စိတ်ချလက်ချပေါင်းတင်နိုင်တဲ့သူဖြစ်ပါမလားအရင်စဉ်းစားရတယ်အဲဒီနောက်တော့ကိုနဲ့လဲ type 2လို့ပေါင်းလို့တင်လို့ရမယ်ထင်တဲ့အခါကိုကမိတ်ဆွေဖြစ်လက်ခံလိုက်တာမျိုးပါအဲ့ဒီခါကျရင်တော့အရင်မိတ်ဖွဲ့ရအောင်လာပြောတာသူတို့မဟုတ်တလို့ပဲ
စကားစမပြောတော့ပါဘူးကိုကလည်းမိတ်ဆွေဖြစ်လက်ခံပြီးမှအစာမီတဲ့ဆက်မထူးပါဘူးမိတ်ဆွေချင်းချင်းစကားပြောလို့ရလို့တားတယ်နှားတယ်ဆိုတာမရှိပါဘူးမိတ်ဆွေကောင်းလိုချင်လို့ရှိရင်ကိုဘက်ကအရင်ကောင်းရမယ်ဆိုရပြီးတော့တစ်ခါနှစ်ခါစကားစပြောကြည့်ပါတယ်စကားပြောရင်တော့စကားတော့အသွားလာတော့အဆင်ပြေပါတယ်ဒါပေမဲ့နှစ်ခါလောက်လဲကိုကအရင်စပြောပြီးရောကိုငါစကားကြီးတော်ပြောနေတာငါပေါ်ကြီးတယောက်နဲ့ဖြစ်နေပြီလားလို့တောင်တွေးမိပါတယ်အဲ့ဒီလိုမျိုး2ယောက်3ယောက်ကြုံရတဲ့အခါနောက်ပိုင်းမိတ်ဆွေတင်လက်ခံမှာစိုးရွံ့တယ်ဆိုတာလဲခုနကပြောသလိုဂျန်နာမတူအကြောင်းလဲပါပါတယ်မိန်းကလေးချင်းတာဆိုဘယ်နှခါပဲကိုကစကားစပြောစိတ်မပူမိပြီမဲ့ယောက်ျားလေးနဲ့ကျတော့ကိုဘက်ကစိတ်ရှင်းတော့မှငါစကားပြောနေရဲ့အထင်လွဲကြံပဲဖြစ်နေမလားဆိုပြီးတော့စိတ်ပူမိပါတယ်ဒါတောင်ကိုကအစားပြုတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘဲနဲ့သူ့ဘက်ကအစားပြုတဲ့ဆက်ဆံရေးမျိုးတာမန်မိတ်ဆွေဆက်ဆံရေးမျိုးမှာပါတခါတလေကျရင်ကိုဘက်ကရိုးသားရင်ပြီးတာပဲမိတ်ဆွေကောင်းနေဖြစ်အောင်နေမယ်ဆိုတဲ့အတွေးကိုစွန့်လွတ်ပြီးတော့မတိပါတာပဲနေပြီးတော့စကားလည်းထပ်မပြောပြတော့ပါဘူးအထင်လွဲတော့မခံနိုင်ဘူးစကားမပြောတော့ဘူးဆိုပြီးတော့ပဲနှုတ်ဆက်နေတယ်Day 21မှာလို့ဂျာမာပင်ကိုအပြင်မတူတာမသိရရှိပေမဲ့ကိုဘက်ကသူတို့စိတ်ကိုနားမလည်နိုင်တယ်လို့အလျှော်လည်းမပေးနိုင်တော့ပါဆက်ဆံရေးဆိုတာအပြန်အလှန်တော့ရှိတဲ့တယ်လို့တွေးမိလို့ပါဒီတော့မိတ်ဆွေတစ်တွေထပ်မရှာပဲနဲ့ရှိပြီးသားလေးတွေကိုပဲအယောင်တင်နေမိတယ်ဆက်ဆံရေးမှာညီမတို့လိုသဘောထားမိတာတင့်လျော်ပါရဲ့လားမအကယ်၍လွဲမားနေရလို့မြင်လို့ရှိရင်အမကပဲလမ်းညွှန်ပေးပါအောင်ရှင်ကျေးဇူးတင်စွာဖြင့်လောကကြီးမှာလေယောက်ျားနဲ့မိန်းမနှစ်မျိုးတည်းရှိတာယောက်ျားတွေကိုမပေါင်းတတ်ဘူးဆိုလို့ရှိရင်တော့ကို့လောကကြီးကကျင်းသွားမှာပေါ့လို့ဘေးကဆုံးမဘူးတယ်ဟုတ်တယ်နော်ယောက်ျားတွေကိုမိတ်ဆွေဖြစ်ခဲရှိလို့ဆိုရပြီးတော့မိန်းမတွေကြီးနဲ့ပဲပေါင်းမှမယ်ဆိုရပြီးတော့နေလို့ရလားမရဘူးလေနော်ပြီးတော့ကိုကအိမ်ရင်းပုံမိန်းကလေးမဟုတ်ဘူးအပြင်လောကကိုထွက်ပြီးတော့အလွတ်လုံနေတဲ့မိန်းကလေးလူအတိုင်းဝိုင်းကြီးထဲမှာနေရာတစ်ခုနဲ့ထီရောက်တဲ့အလုပ်တွေကိုလုပ်ရအောင်မဲ့မိန်းကလေးဖြစ်နေပါရဲ့နော်အဲ့ဒီတော့လူအတိုင်းဝိုင်းမှာယောက်ျားရောမိန်းမရောရှိတယ်ယောက်ျားတွေကိုကောင်းကောင်းမိတ်ဆွေဖွဲ့တတ်ရမယ်ယောက်ျားမျိုးကိုတိတ်ခါရှိတဲ့နေရာကဆက်ဆံတတ်ရမယ်ကြောင်းနေပဲဖြစ်ဖြစ်ကြီးမားခင်တဲ့မိတ်ဆွေဖြစ်ဖြစ်အလုပ်ထဲမှာတွေ့ရတဲ့သူပဲဖြစ်ဖြစ်အရွယ်မျိုးရှိတဲ့ယောက်ျားတွေကိုတွေ့ရအောင်မယ်ဆုံရအောင်မယ်စကားတွေလည်းပြောနေရအောင်ပါပဲနော်ပြောတဲ့အခါဘယ်လိုပြောရမလဲဘာပြောမလဲကိုတိတ်ခါကြမသွားရဘူးအဲ့ဒါအရေးကြီးဆုံးပဲမငယ်ငယ်တော့ကအဖေကတိတ်ခါရှိတဲ့ဆက်ဆံရေးဖြစ်ဖို့ဆိုရပြီးတော့အများကြီးတင်ပေးတယ်တင်ဟာတွေကတော့အများကြီးပဲအကုန်ပြန်ပြောဖို့ဆိုတာတော့မဖြစ်နိုင်ဘူးအထက်ကမှအရေးကြီးတဲ့စကားလေးနှစ်ခွန်းရှိတယ်တစ်ခုက don't entertain နဲ့နောက်တစ်ခုက don't please တဲ့အဲ့တော့ယောက်ျားလေးတယောက်နဲ့မိတ်ဆွေဖြစ်ရပြီဆိုရင်သူကစပြီးတော့မိတ်ဖွဲ့လို့ဖြစ်စေကိုကစပြီးစကားပြောရတယ်ဆိုတာရှိကိုရှိလာတော့မယ်ရှိလာလို့ရှိရင်ဘယ်လိုစကားစပြောရမလဲဘယ်လိုစိတ်နဲ့ပြောမလဲဟင် तू ကစပြောမှပြောမယ်ဆိုရင်တော့မှကိုကအစဲကြော်တဲ့မိတ်ကလေးမဟုတ်တော့လေမိကောင်ပေါက်မိကလေးပေါက်စာလေးမဟုတ်တော့ဘူးရှင်းချက်တဲ့အရွယ်ရောက်နေပြီလုပ်ငန်းခွင်တောင်ရောက်နေပြီ3ခါဖြစ်ဖြစ်4ခါဖြစ်ဖြစ်ဘာဖြစ်လဲကိုကစပြောတော့ရောကိစ္စမရှိပါဘူးတိတ်ကားရှိအပိုလိုမရှိပြောမယ်ဒါပေမဲ့ယောက်ျားတွေကို entertain မလုပ်ဘူး please မလုပ်ဘူးเนาะအဲ့လိုဖြစ်ဖို့ဆိုရင်အရင်ဦးဆုံးလုပ်ရမှာတချို့ရှိတယ်ကိုစိတ်ကိုတီးပြီးမှပဲစကားတော့ပြောဖို့ပါစကားပြောရမယ်ဆိုရင်အရင်ဆုံးကိုစိတ်ကိုကြည့်လိုက်ပါဦးငါဘလို့စိတ်နဲ့ပြောမှလဲငါကိုနှစ်သက်စေခြင်းနဲ့စိတ်ရှိနေလားရှိနေတယ်ဆိုလို့ရှိရင်လည်းမရှက်ပါနဲ့ဒါတဘာဝပါပဲဒီလိုပဲဖြစ်ကိုဖြစ်မှာပါယောက်ျားလေးတွေကလည်းမိန်းကလေးတွေကနှစ်သက်တာသဘောကျတာကိုလိုချင်ပါပဲလိုချင်တာပါပဲမိန်းကလေးတွေကလည်းယောက်ျားလေးတွေနှစ်သက်တာသဘောကျတာကိုလိုချင်တာပါပဲเนาะဒါကတဘာဝဖြစ်နေပါတယ်ကိုကျိုးနေလောက်အောင်ရှက်စရာကောင်းတာကြီးမဟုတ်ပါဘူးနည်းနည်းပါးပါချစ်စရာကောင်းအောင်လုပ်မိတာကိစ္စမရှိပါဘူးအသာလေးထားလိုက်ပါအဲ့တော့နည်းနည်းကိုယ့်ကိုသဘောကျအောင်မျက်နှာမူရာလေးနည်းနည်းခန္ဓာကိုယ်မူရာလေးနည်းနည်းလုံးမိတယ်ဆိုလို့ရှိရင်ရှိပါစေတိတ်ပြီးတော့တင်းတင်းကြပ်ကြပ်ကြီးကိုမထိန်ချိုးလိုက်ပါနဲ့လွန်ကဲတော့လည်းမသွားပါစေနဲ့မပြောခင်ကိုယ်စိတ်လေးကိုတေချာအရင်ကြည့်လိုက်ပါဦးငါဒီစကားသွားပြောမယ်ဒီလောက်ပဲပြောမယ်ပြီးရင်သွားပြီးတော့ပြောစကားဖျက်ရမယ့်နေရာမှာစကားဖျက်လိုက်ပြီးတာနဲ့ကဲလှုပ်ရှားလေးရှိလို့လှုပ်လိုက်အောင်မယ်နော်ဆိုရပြီးတော့ဒီလိုလေးဖော်ဖော်ရွရွလေးနှုတ်ဆက်ပြီးတာနဲ့ကိုယ့်လုပ်ကိုဆက်လုပ်နေလိုက်ဟိုဘက်ကတယောက်ကတော့စကားမဖြတ်ချင်သေးလို့ဆက်ပြောချင်နေတဲ့တောင်မှကိုကဖြတ်ရမယ့်နေရာမှာဖြတ်ပြီးတော့လက်ထွက်ခဲ့ပါတစ်ဖက်ကပြောချင်နေတော့ဆိုလို့ရှိရင်အဲ့ဒါကောင်းတယ်ကျန်တဲ့သူကဟောငါဆက်ပြောချင်နေတော့ရှိတယ်ဟာ तू ကလက်ပြန်သွားပြီဆိုပြီးတော့ကြံသွားတာတိတ်ကောင်းပါတယ်တန်မိုးရှိတယ် don't entertain နော်နောက်တစ်ခါစကားတော့ပြောရမယ်ဆိုလို့ရှိရင်လေကိုယ်စိတ်ကိုတေချာကြည့်လိုက်အောင်ကြည့်ပြီးတော့မှငါဒီစကားပြောမှ तू ကြိုက်မယ်တင်လို့တော့ပြောမှဆိုလို့ရှိရင်ခဏနေအောင်မပြောနဲ့အောင်
ကိုယ်စိတ်ထဲကိုတေချာပြန်ကြည့်ပါဦးတေချာကြည့်လို့စိတ်ထဲမှာငါပြောမှာကဒီလိုလေးဒီစကားလေးဒီအကြောင်းလေးဒါကိုဒီလိုလေးပြောမယ်ငါမျက်နာကဘလို့လေးငါအတန်ကဘလို့လေးပြောရမယ့်အကြောင်းကပါမအရေးမကြီးဘူးဒါပေမဲ့ကိုမူရနှုတ်မူရညင်တလေးပြုံးပြုံးချွချိုလေးဒီလောက်လေးပဲပြောမယ်ပြီးမှသွားပြောနော်ကြာရင်ဘာဖြစ်လာမလဲဒီလားကိုနဲ့စကားပြောဖို့ကိုသူတို့ကမျောနေရလိမ့်မယ်ငါ့ကိုဘယ်တော့စကားလာပြောမလဲဆိုရပြီးတော့မျောနေရလိမ့်မယ်သူလာမပြောရင်ငါတော့ပြောမယ်ဆိုရပြီးတော့ဖြစ်လာလိမ့်မယ်ကိုနဲ့စကားပြောဖို့ရှောင်းနေလိမ့်မယ်ဒိတ်ခါရှိတာအင်ကြီးတာညင်းသားတာကိုလူတိုင်းနဲ့တတ်ပါတယ်အထူးသဖြင့်ညံရှိတဲ့ယောက်ျားလေးတွေကညံရှိတဲ့မိန်းကလေးနားလည်မှုရှိတဲ့မိန်းကလေးဒိတ်ခါရှိတဲ့မိန်းကလေးရင်ကြီးတဲ့မိန်းကလေးစကားကိုအပေါ်လိုမရှိညင်ညင်တတာနဲ့ထိတိရရပြောတတ်တဲ့မိန်းကလေးကိုရှစ်လဲရှစ်ကြပါတယ်လေးလဲလေးစားကြပါတယ်သူတို့ရှစ်တယ်ဆိုတာမှအမျိုးမျိုးကိုရှစ်တာနော်မြမြနုံနုံရှစ်တာဒလီတစားရှစ်တာဂုံတင်ပြီးတော့ကိုရှစ်တာပါနော်အိမ်အောင်ကြလို့ကိုအိမ်အောင်ဘက်နဲ့စကားပြောတဲ့အခါမှာလဲအဲ့ဒီလိုမပြောခင်ကိုစိတ်ကိုကြည့်ပြီးတော့မှစကားလေးကိုနစ်လိုပွဲဖြစ်အောင်ပြောမယ်တော်တဲ့နေရာမှာတော်မယ်ရက်တဲ့နေရာမှာရက်မယ်အိမ်အောင်ဘက်နဲ့တောင်မှနားပူအောင်တော်ပါတော့လို့ပြောရွာလောက်အောင်ထိမပြောသင့်ပါဘူးနော်အိမ်အောင်ဘက်တောင်မှသူ့အကြိုက်ကြီးပဲလိုက်ပြောပြီးတော့သူ့ကို please လုပ်နေရမျိုးလည်းမဖြစ်ရပါဘူးနော်မဖြစ်တဲ့မူထိတ်ခါမဲ့တဲ့တန်ဖိုးကြတယ်ကိုစကားကိုလေးလေးနက်နက်နဲ့ပြောမယ်ခိုင်ခိုင်မာမာနဲ့ပြောမယ်တတရရဖြစ်အောင်ပြောမယ်ညင်ညင်တတနဲ့ပြောမယ်ရှစ်တက်စိတ်လေးရှစ်တက်မျက်လုံးလေးနဲ့ကြည့်ပြီးတော့ရှစ်ရှစ်ခင်ခင်ပြောမယ်နော်ကိုထက်အတက်ရွယ်ဂုံပညာရည်ချင်းအများကြီးမြင့်တဲ့ယောက်ျားကြီးကြီးတွေကိုလည်းဒီလိုပဲတိတ်ခါရှိတဲ့နေရာကဆက်ဆံတော့အောင်ပါပဲကြောက်ရွံ့နေတာမျိုးလည်းမဖြစ်ပါစေနဲ့ကိုတိတ်ခါကိုတန်မိုးကိုအမြင့်ကြီးမှထားပြီးတော့လေးလေးဆဆစကားပြောတတ်ရမယ်ကိုစိတ်ကိုတည်ရင်ရပါတယ်နော်စကားမပြောခင်ကိုစိတ်ကိုတေချာရင်ကြည့်ပြီးမှပြောပါတတိကိုနေရာတကာမှာအချင်းတွေမျိုးမျိုးမှာအသုံးချရင်နဲ့လက်တွေ့ကျင့်သုံးသွားကြည့်ပါဘလောက်ထူးခြားလဲဆိုတာလက်တွေ့သိသွားရမယ်နော်စကားပြောရဲဆိုတာကအရေးကြီးတဲ့အလုပ်ပါဘာပညာတွေဘလောက်ပဲတက်တက်ဘာအပေါ်ကြီးတွေဘယ်နှစ်ထက်ကွမ်းမဲ့ရစကားမပြောတတ်သေးဘူးဆိုလို့ရှိရင်ဘာမှမဟုတ်သေးဘူးလို့ပြောလို့ရတယ်သူကပဲစပြောကိုကပဲစပြောစကားတွေတော့ပြောနေရအောင်ပါပဲဘဝတစ်လျှောက်လုံးညံတုံးသွားပြီးတော့ကိုလောကကြီးကိုအကျယ်ကြီးဖြစ်အောင်ချက်ထွင်နေသွားရအောင်ပဲ